ဝင်ဝင်ဒါတင်မဲ့ပြည်သက်များမင်္ဂလာပါခင်ဗျအဆိုတော်ဆောင်းလိုင်းအမေရိကန်နိုင်ငံမှာရှိတဲ့မြို့သုံးမြို့မှာတချင်းဖြောပြမယ်ဆိုတဲ့အကြောင်းပြောပြချင်ပါတယ်အဆိုတော်ဆောင်းလိုင်းဟာအခုမတ်လထဲမှာအမေရိကန်နိုင်ငံမှာရှိတဲ့မြို့သုံးမြို့မှာတိကိတာဖြောပြပွဲတွေပြုလုပ်မယ်လို့သိရှိရပါတယ်မတ်လ6ရက်နေ့မှာမက်ဆာချူးဆက်ပြည်နယ်အာလင်တန်မြို့မတ်လ15ရက်နေ့မှာကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိစ်မြို့နဲ့မတ်လ22ရက်နေ့မှာဝါရှင်တန်ပြည်နယ်စပေါ့ခန်းမြို့အသီးသီးတို့မှာတကူတော်တိကိတာဖျော်ဖြေပွဲတွေကျင်းပမယ်လို့သိရှိရပါတယ်။ဒီသုံးပွဲလုံးအတွက်အစဉ်သင်းဖြစ်ပြီလို့ဆိုတော်ဆောင်းလိုင်းကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ USA မှာ3မြို့ပဲတည်ဆိုမှာပါ။ကျွန်တော်ကိုယ်ပိုင်ဝင်ငွေအတွက်တည်ဆိုတာဖြစ်ပါတယ်။အခြားမြို့တွေကလည်းကမ်းလှမ်းပေမဲ့ကျွန်တော်မလာဖြစ်တော့ပါဘူး။ Asian Pacific Region ကို2026မေလမှာပြန်သွားပြီးတော့လူမှုရေးပွဲစဉ်တွေပြန်စဖို့ကြိုးစားပါမယ်။ကျွန်တော်ကိုစေတနာထားအားပေးခဲ့ကြတဲ့မြို့တွေနိုင်ငံတွေကိုဦးစားပေးသွားမှာပါလို့ရေးသားထားပါတယ်။မနှစ်ကလည်းအာရှနိုင်ငံတွေဖြစ်တဲ့စင်ကာပူ၊ဂျပန်နိုင်ငံနဲ့ဩစတြေးလျနိုင်ငံတို့မှာတကူတော်ဖျော်ဖြေပွဲတွေကျင်းပခဲ့ပါသေးတယ်ခင်ဗျာ။